24နာရီဒါငါရဲ့နောက်ဆုံးသတ်မှတ်ချက်ပဲအဲ့ဒီအချိန်ကျော်သွားရင်တော့ငါဟာမင်းအတွက်ချစ်စရာကောင်းတဲ့အဖို့မဟုတ်တော့ဘူးအန်ဒီရဲ့တစ်ခုဖြစ်လာလိမ့်မယ်တောင်းဆိုပေးရစီငါ့ကိုအနာပေးပါတရက်ဆိုတာငါအတွက်လုံလောက်ပါပြီမင်းရဲ့ခန္ဓာကိုယ်ကထွက်တဲ့စိုးထိုင်းမှုအပူရှိန်နဲ့ပုတ်တိုက်မှုတွေဟာငါစီမှာမြန်မြန်ဆန်ဆန်စုပြုံလာတတ်တယ်ငါကချွေးတွေကိုစုပ်ယူထားသလိုဘက်တီးရီးယားတွေကိုလည်းပိတ်လောင်ထားမိတယ်ဘက်တီးရီးယားတွေကအပူနဲ့စိုးထိုင်းမှုကိုအရန်ကြိုက်တာအဲ့ဒါဟာယောဂပိုးမွှားတွေစတင်ပေါက်ပွားရာအရင်မြစ်ပဲငါမင်းကိုမနာကျင်စေချင်ပါဘူးဒါပေမဲ့မင်းကငါ့ကိုလစ်လျူရှုထားမယ်ဆိုရင်တော့ငါမင်းကိုဒုက္ခပေးမိလိမ့်မယ်မင်းကိုယ်တိုင်ကတော့ဘာမှမထူးခြားသလိုခံစားရနိုင်ပေမဲ့မင်းဘေးနားကလူတွေကတော့သတိထားမိနေပြီးအပူနဲ့စိုးထိုင်းမှုတွေကငါ့ကိုပြဿနာတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီးလေအနံ့ဆိုးထွက်တာကအစပဲရှိသေးတယ်ငါရဲ့ပိတ်သားတွေကအရင်လိုမနှူးညံ့တော့ဘူးတနေ့လုံးမင်းရဲ့အရေးပြားကိုပုတ်တိုက်နေတော့မယ်ပြီးရင်တော့ညင်မြန်းလာမယ်ရားရံလာမယ်မင်းရဲ့ခန္ဓာကိုယ်ကတောင်းဆိုနေတာကိုမင်းလေးလူရှုထားနိုင်ပေမဲ့ငါကတော့ငါတာဝန်ငါကြည့်အောင်ထမ်းဆောင်ပြီးပြီအခုငါ့ကိုအနာပေးပါတော့တန်ရှင်းတဲ့အဝတ်အထည်တစ်ဟာမင်းအတွက်ဘေးကင်းမှုတက်တောင့်တက်တာရှိမှုနဲ့ကျန်းမာရေးကိုပေးစွမ်းနိုင်တဲ့ကျေးဇူးပြုပြီးငါ့ကိုရှော့ဖို့လိုက်ပါတော့တရက်ဆိုတာနောက်ဆုံးလည်းပဲအတွင်းခံကိုနေ့တိုင်းအစ်စ်လဲဝတ်ပါအလေးကျင့်ကောင်းတိတိလေးတွေကမင်းရဲ့ကျန်းမာရေးကိုကာကွယ်ပေးနိုင်ပါတယ်ဒီလိုမျိုးရိုးရှင်းတဲ့ကျန်းမာရေးဗဟုသုတတွေအတွက်ဆက်လက်စောင့်ကြည့်ပေးပါ